ဒီနေ့အောက်မှာအခုဒီချက်ပြထားတဲ့အင်ကြီးတီကိုပေါ့နော်မသိလို့ဆိုပြီးတော့လာမေးထားလို့ဒီချက်ကတင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ CM ပဲဖြစ်ဖြစ်လက်မပဲဖြစ်ဖြစ်ဝင်ပြီးတော့မှလေ့လာလို့ရရနော်အဲ့ဆိုရင်ဒီချက်လို့ရှေ့ချမ်းလေးကိုအပိတ်ဆွဲထားပေးမှာပေါ့နော်ဒီချက်တော့တစ်ချမ်းပဲလိုမှာပေါ့နော်ဒါပေမဲ့ဒီချက်အပိတ်ဆွဲထားမယ်ဟိုဘက် level ကိုလိုချင်တာဖြစ်တဲ့အတွက်ဒီကနေပြီးတော့ဒီချက်လို့ level ပုံမှန် level ရှိလိမ့်မယ်ပေါ့နော်ပုံမှန် level ရဲ့ဘေးကိုဒီချက်လို့ကသူ့ကိုတလက်မလောက်လေးချဲ့ပေးမယ်တလက်မလောက်လေးချက်ပြီးသွားပြီဆိုရင်ဒီချက်တို့ကဒီမှာဒီချက်တို့အပေါက်လေးလောက်မှာဖြစ်တဲ့အတွက်ရှေ့မြင်အောက်ကိုဝေးရန်ရှေ့မြင်အောက်ကိုဝတ်ပြီးတော့ white ပေါ့နော်ဒါတွေကကြတော့အပေါက်ကလေးတွေအတွက်ပေါ့နော်အဲ့မှာဒီချက်တို့ကသူ့ကိုဒီချက်တို့ဒီ level ကိုဒီ white ထားတဲ့အပေါက်ကလေးပေါ့နော် white ထားတဲ့အပေါက်ကလေးကိုဒီချက်တို့ကသူ့ကိုဒီ white ထားတဲ့အပေါက်ကနေပြီးတော့မှသူ့ကိုဒီချက်တို့ level မကတ်ချင်ဘူးဆိုလို့ရှိရင်တော့ဒီ white ထားတဲ့အပေါက်ကနေပြီးတော့ဒီဘက်ဘေးကိုတက်လက်မှာပေါ့နော်ဒါကကြတော့ပုံမှန်ဒီချက်တို့ level အမှတ်ရဲ့level အမှတ်ကလေးနဲ့ကိုဒီလို level ချက်ကိုချက်ကျင်တဲ့လောက်လေးကိုဒီတက်လက်မလေးခွာပြီးတော့မှချက်မယ်ပေါ့နော်ဒီအပေါက်ကလေးနဲ့ပေါ့နော်အဲ့ဒါဆိုရင်ချက်တို့ကဒီဘက်အချမ်းကိုကြတော့ချက်တို့ဘယ်လိုလုပ်ပြရမလဲဆိုတော့ချက်တို့ရဲ့ဒီနေရာကနေပြီးတော့ဒီရှေ့ရင်မြင်းနေရာလေးကနေပြီးတော့မှဒီလိုမျိုးလေးပေါ့နော် level လေးကိုချက်တို့ကဒီလိုမျိုးလာမယ်အချမ်းအတွက်ပေါ့နော်အဲ့တော့ဒီနှစ်ခုကိုချက်တို့ကဒီဘက်ကိုရှုပ်ပေါင်းမှာဆိုလို့ပေါ့နော်ချက်တို့ဒီ level ဘက်ကလေးကိုဒီဘက်ကိုပေါ်အောင်လို့ချက်တို့ဒီလိုလေးလှည့်ပြီးသွားရင်ဆိုလို့ရှိရင်ချက်တို့ဒီဘက်ကလေးကိုဒီလိုမျိုးလေးဒါဆိုရင်နှစ်ဖက်ရတယ်ဟုတ်ပြီကျွန်တော်ဒီဘက်ကလည်းဒီလိုမျိုးအပေါက်ကလေးလာမှာပေါ့နော်အပေါက်ကလေးလာမှာအဲ့ဒါကိုမှကျွန်တော်ကဒီကျွန်တော်ရဲ့ဒီအပေါက်နေရာဟိုလာမှာဖြစ်တဲ့အတွက်ကျွန်တော်ကသူ့ကိုဒီဘက်အချမ်းကိုကျွန်တော်ယူမှာပေါ့နော်ယူမှာဆိုတော့ကြတော့ကျွန်တော်ဒီရှေ့မြင်နေရာကိုလာပြီးတော့မှဒီလိုမျိုးအပေါက်နေရာလေးကနေပြီးတော့သူ့ကိုဒီလိုမျိုးလေးလာပြီးတော့မှသူ့ကို white ပေးမယ်ဟုတ်ပြီနော် white ပေးမယ်အဲ့တော့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်ပြရမလဲဆိုတော့သူ့ကိုပခုံးပြောက်ဖြစ်တဲ့အတွက်ကျွန်တော်ကဒီမြင်းကိုကျွန်တော်ဒီမှာ40ဒီမှာ40ထောက်ထည့်မယ်ဟုတ်ပြီနော်40 cm သမားတွေ 1.5 ထည့်မယ်1.5ဒါက B ထောက်ဒါကတချို့ရဲ့ရိုးရိုးထောက်အဲ့ရနေအောက်ကိုကျွန်တော်နှစ်လက်မနဲ့40ဆင်မယ် cm သမားဆိုရင်6 cm ဆင်မယ်ဒါလေးကိုမြင်းချောင်းရှည်ရှည်လေးဆွဲထားပြီးတော့အောက်ကထောက်ကလေးကိုတချို့ဒီ body ဆွဲတင်လိုက်မယ်ဒီ body ဆွဲတင်လိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီဟာလေးကိုကြတော့ဒီလိုချိုင်လေးဆွဲမယ်ပြီးရင်ဒီမြင်းကိုလည်းကျွန်တော်ချိုင်လေးဆွဲပေးမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီဘက်တစ်ချက်ပဲတခြားယူမှာเนาะဒီဘက်က level လေးကိုတခြားပုံဖော်ပြထားပါเนาะအဲ့တော့သူ့ကိုဒီကနေပြီးတော့မှဒီလိုမျိုးကျွန်တော်အပြားကိုသူကတစ်ခါရေးညှက်ထားတာဖြစ်တဲ့အတွက်တချို့ကအပြားအတွက်ကိုယူမယ်ဒါကတချို့ရဲ့ဒီဘက် level ဘက်အတွက်ကိုယူထားတာเนาะအဲ့တော့တချို့ကဒီကနေပြီးတော့မှကျွန်တော်ဒီလိုမျိုးယူပြီးတော့မှထားပါเนาะ level ကျန်တဲ့သူဆိုလို့ရှိရင်ဒီလိုမျိုးမြင်းဆွဲလိုက်မယ်ဆွဲပြီးတော့ဆိုဒီနေရာမှာကျွန်တော်ကသူ့ရဲ့အပြားအတွက်ကိုတချို့ကဒီမှာဆက်ပေးမှာပေါ့เนาะဒီလိုနေရာမှာဒီ level လေးကိုဒီလိုလေးလာပြီးတော့ဆက်ပေးလိုက်အဲ့တော့ညက်ပြီဆိုလို့ရှိရင်ဘယ်လိုညက်ရမလဲဆိုတော့သူ့ရဲ့မြင်းအောင်ကျွန်တော်ကဒီကနေပြီးတော့ဒီလိုမျိုးနေရာလေးကိုကျွန်တော်ကညက်ထောက်ပေးမယ်ဟုတ်ပြီနော်ညက်ထောက်လိုက်ရင်ဒီဘက်မှာအပြားသူ့ဘာသူထွက်လာမယ်ဒါကကျွန်တော်ရဲ့ပခုံးပြဟုတ်ပြီပခုံးပြအဲ့တော့သူ့ရဲ့အင်ကြီးပုံစံလေးကဘယ်လိုလာမလဲဆိုတော့ဒီတစ်ချမ်းကဒီချက်ကမယူဘူးပေါ့နော်ဒီအဝိုက်ကလေးကိုတစ်ချမ်းညက်ထုတ်မယ်ညက်ထုတ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီအဖက်အပြားလေးကိုလည်းခြေရယူမယ်နောက်ပြီးသွားပြီဆိုရင်သူ့ရဲ့ level ရဲ့ကျွန်တော်တက်လက်မပေါ့နော်တက်လက်မလေးချမ်းထားတဲ့ဟာလေးကနေဆင်းပြီးတော့မှဒီလိုမျိုးလေးညက်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်သူ့ရဲ့ဒီနေရာမှာကျနောက်ချမ်းရဲ့ကျွန်တော်နောက်ချမ်းက level လာမှာပေါ့နော်နောက်ချမ်း level နေရနောက်ချမ်းကနေပြီးတော့ level လာမှာဖြစ်တယ်သူ့ရဲ့ဒီတက်လက်မနေရကနေပြီးတော့မှဒီလိုမျိုးလေး white မယ် level ဘောက်ကိုဒီဘက်ကို white ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ level နှစ်ခုကိုပခုံးနှစ်ခုကိုဆက်လိုက်မယ်ပေါ့နော်ဒါလေးကိုကျွန်တော်ကဒီနေရာမှာကျွန်တော်ပခုံးနှစ်ခုကိုဒီလိုမျိုးလေးလာဆက်လိုက်တယ်ဆိုလို့ရှိရင်နောက်ချမ်းအတွက်လည်းကျွန်တော် level ကဂုံးဆက်ဖက်လေးအတွက်လည်းရပါပြီပေါ့နော်ဂုံးဖက်လေးအတွက်လည်းရပါပြီဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ကသူ့ကိုဆက်ပြီးသွားပြီပေါ့နော်အဲ့ဒါကနောက်ချမ်းဂုတ်ကလေးရောဆက်ပြီးသွားပြီသူကတော့ပခုံးပြောက်ပတံမှာဂုံးဖက်ပါတဲ့အတွက်ဂုံးဖက်ကလေးကိုဒီချမ်းညက်ပြပေးရနော်အဲ့တော့ကျွန်တော်ဂုံးဖက်လည်းရပါပြီဆိုရင်ကျွန်တော်မလုပ်ပြရမလဲဆိုတော့သူ့ရဲ့နောက်ချမ်းကိုလည်းပခုံးပြောက်လို့ပဲကျွန်တော်ဆက်ပြီးတော့မှလုပ်ပြရမယ်ပခုံးပြောက်ကကြတော့ကျွန်တော်ကဒီကိုယ့်ရဲ့နောက်ရင်မြင်းပေါ့နော်နောက်ရင်မြင်းနေရာအထိယူလဲရတယ်နောက်ရင်မြင်းအောက်ယူလဲရတယ်ဒါပေမဲ့လက်ပါတာဖြစ်တဲ့အတွက်ဒီချက်နောက်ရင်မြင်းအတိုင်းယူမယ်အဲ့တော့နောက်ရင်မြင်းကနေပြီးတော့မှထောက်ကလေးကိုတက်ထိုးမယ်သူ့ကိုဒီဘက်ကို 0.2 ဒီဘက်ကို 0.2 ထိုးမယ် cm သမိုင်းဆို 1 cm လောက်ထိုးလို့ရတယ်ပေါ့နော်ဒါကနောက်ချမ်းဟုတ်ပြီကျွန်တော်လက်ဆိုလို့ရှိရင်ကျွန်တော်ကဖြတ်လက်ဖောင်းပေါ့နော်လက်ဖောင်းရင်ဆွဲမယ်ဆွဲပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီနေရာမှာလက်ဖောင်းလေးဆွဲထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာကနေဒီနေရာကိုဘယ်လောက်ရှိလဲအတိုင်းထားပေးမယ်နော်ရှေ့မြင်အနောက်မြင်ကနေပြီးတော့ပခုံးထိပ်တီကိုအတိုင်းပေါ့နော်ဥပမာ9လက်မရရပေါ့နော်9လက်မပေါ့နော်ဒီမှာလည်းကျွန်တော်ကခုနဖြတ်လိုက်တဲ့ကျွန်တော်ဒီအပေါ်ဘက်ကိုဖြတ်လိုက်ပြီပေါ့နော်ဖြတ်လိုက်တဲ့ဟာကိုဒီအပေါ်ဘက်အချမ်းလေးမှာဒီကျွန်တော်ဘယ်လောက်ဖြစ်မလဲဆိုတော့ဥပမာကိုအမှန်းစီပေါ့နော်သူ့ကိုလည်းဒီချက်ငါးလက်မှာပဲမှတ်ထားလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီအဖက်လေးကကြတော့ကျွန်တော်နောက်လေပင်အဖက်ဒီလိုမျိုးလေးလာပါမယ်ဒီဟာကိုနှစ်ချမ်းညက်ပေးရမယ်နော်အဲ့တော့ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ကလက်ပေါ့နော်လက်ကကြတော့အတွန်းဘက်တွေထဲမှာအတွန်းလေးထဲမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီလက်ကိုဒီလိုမျိုးပိုင်းလိုက်မယ်ပေါ့နော်ဥပမာ3ပိုင်းဆိုလဲ3ပိုင်း4ပိုင်းဆိုလဲ4ပိုင်း9ပိုင်းကျန်တော့ပိုင်းလို့ရတယ်ပိုင်းမယ်1 2 3 4ပေါ့နော်အဲ့တော့ပိုင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကကတ်ကြီးနဲ့သူ့ကိုညက်ချလိုက်မယ်1 2 3ညက်ချလိုက်ပြီအဲ့တော့ဘိုင်းစီညက်ချလိုက်ပြီညက်ချပြီးတော့ဘာလုပ်ပြရမလဲဆိုတော့ကျွန်တော်ကဒီအစကို
အစမှာပေါ့နော်အစမှာဒီလိုမျိုးလေးခွဲကားလေးလုပ်မယ်ခွဲကားလေးလုပ်ပြီးတော့မှသူ့ကိုဒီအလဲကောင်မှာဆိုလို့ရှိရင်တချင်တို့ဘယ်လောက်ချားမလဲပေါ့နော်ဥပမာကိုကအတော်ကြီးလိုချင်တာလားတိတိလိုချင်တာလားပိုလိုချင်တဲ့အတော်အကြီးလိုချင်တယ်ဆိုလို့ရှိရင်ဒီနေရာလေးမှာကျွန်တော်က3လမလောက်ကားပြီးတော့အစမှာသွားညှက်လိုက်မယ်ညှက်ပြီးသွားဆိုရိုးရိုးဒီလိုမျိုးလက်ဖောင်းလေးကိုအရင်ဆုံးညှက်ထားမယ်ညှက်ထားပြီးသွားပြီဆိုမှဒီကားဖို့အတွက်ကိုတချင်တို့အစအပူညှက်ထုံမယ်ဒီလိုမျိုးကားပြီးတော့ညှက်ထုံမယ်ညှက်ထုတ်ပြီးတော့ရိုးဒီလိုမျိုးညှက်ထုတ်ပြီးသွားပြီဆိုရင်ရိုးလက်မှာဒီထိတ်ကလေးတွေကိုအရင်ဆုံးပေးရလေးနဲ့ထွဲမယ်ဒီပေါ်မှာပိုးနေတဲ့ဖောင်းစာကိုအတွန်လေးတွေတွန့်ပြီးတော့မှလက်ချုပ်အပ်လေးနဲ့တွဲပေးရမှာဖြစ်ပါတယ်နော်